ကျမအခုဒီအိတ်ကလေးကိုထိုးပြမယ်ပေါ့နော်သူကတော့ရိုးရိုးရှင်းရှင်းလေးနဲ့ရမ်းကိုလွယ်ကူပြီးတော့လိုက်ထိုးရလွယ်ကူတဲ့အိတ်လေးတစ်လုံးပေါ့နော်ဒါလေးကတိုင်တူလေးနဲ့ပဲအကုန်ထိုးထားတာဖြစ်ပါတယ်ထိုးရတာလည်းလွယ်သလိုမြန်လည်းမြန်တယ်ပေါ့နော်ရိုးရိုးရှင်းရှင်းလေးနဲ့လှလဲလှပါတယ်အဲ့တော့သူ့အတွက်လိုအပ်တဲ့ပစ္စည်းတွေကဘာလေးတွေလိုမလဲဆိုတော့ကျမကတော့ဒီချီလေးနဲ့ထိုးမယ်ပေါ့နော်ဒီချီလေးနဲ့ထိုးပါမယ်ဒီချီလေးကိုအဆိုင်ကို3နဲ့ထိုးမှာပေါ့နော်ဒီမှာဘာလို့မလဲဆိုလို့ရှိရင်ကြေးစစ်လေးလိုမယ်ပေါ့နော်ဒီမှာတတ်မဲ့စကောင်းလေးပေါ့နော်စကောင်းလေးရယ်ဒါလေးတွေပါမယ်နော်ဒီကတော့ရိုးရှင်းရှင်းလေးဆိုတော့အဲ့ဒါလေးလိုပါမယ်နော်ပထမဦးဆုံးချင်းလေး38ခုထိုးမှာပေါ့နော်38ခုထိုးလိုက်ပါမယ်နော်အဲ့တော့ချင်းလေး38ခုထိုးပြီးပြီဆိုတော့ဒီမှာတစ်ပေါက်ကျော်မယ်နော်တစ်ပေါက်ကျော်ပြီးရင်ဒီပေါက်ထဲမှာတိုင်တူလေးပေါက်တိုင်းမှာတိုင်တူလေးတွေကုန်ထိုးသွားလိုက်မယ်နော်တိုင်တူလေးကစုပေါင်းတစ်ပေါက်ကျော်လာဆိုတော့30နဲ့မှ9ခုရှိပါမယ်နော်ဒီထိပ်တိရောက်တဲ့အထိထိုးလာမယ်နော်နောက်ဆုံးတစ်ပေါက်ကိုထိုးပြီးလို့ရှိရင်နောက်တစ်တန်းတက်လို့ရှိရင်ဖုံးမီလေးတစ်ချက်ထိုးပြီးရင်ဒီဘက်ကိုတစ်ဖက်လှည့်မယ်တစ်ဖက်လှည့်ပြီးရင်ဒီပေါက်ထဲမှာထိုးပြီးလို့ရှိရင်ဒါလေးလည်းဟိုဘက်ထိပ်တီကို39ခုရှိပါမယ်เนาะဒီဘက်ထိပ်ရောက်တဲ့အထိဒါလေးလည်းဒီဘက်ထိပ်ရောက်တဲ့အထိထိုးမယ်ပေါ့เนาะဒီဘက်ထိပ်ကိုနောက်ဆုံးပေါက်ကြရင်ဒီလိုထည့်ပြီးရင်ဒီလိုလေးလုပ်ပြန်ဖုံးမီတစ်ခုတက်ဒီဘက်ကိုလည်းနောက်တစ်တန်းထပ်ထိုးမယ်เนาะဒီတန်းလည်းအဲ့လိုပါပဲဟိုဘက်ထိပ်တီတိုင်တူလေးတွေ39တိုင်ရှိပါမယ်เนาะအဲ့တော့ဝက်လက်လိုက်ဒီဘက်လက်လိုက်နဲ့ဒီလိုပဲတန်းလိုက်ကိုထပ်ထိထိုးတော့ပါမယ်เนาะအဲ့လိုလေးထိုးလာလိုက်တာဒီလိုကွက်လေးရလာမှာပေါ့เนาะရလာတဲ့ခါကျလို့ရှိလို့ရှင်ဒီလိုကွက်လေးကဘယ်နှကွက်ရှိရမလဲဆိုတော့16ကွက်16တန်းပေါ့เนาะဒီလိုတစ်ခုမှတန်းလို့ယူပြီးရင်16တန်းရတဲ့ထိထိပ်ထိထိုးလာလိုက်ပေါ့เนาะထိပ်ထိထိုးလာပြီလို့ရှင်ပြန်ပြမယ်เนาะ